နောက်တစ်ခုကခန္ဓာ၅ပါးဟာလည်းဒုက္ခပဲဘုရားကနော်ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ဘုရားဖြစ်တော်မူပြီးဝါဆိုလပြည့်နေ့မှာအိန္ဒိယနိုင်ငံနော်ဗာရာဏသီနီးမှာရှိတဲ့သာနဆိုတဲ့သာသမီတို့ကိုဘေးမဲ့ပေးရတော်ကြီးအဲ့ဒီတော်ကြီးထဲမှာပြင်စဝက်ပြီး၅ပါးလို့ခေါ်တဲ့သူ့ကိုအလုပ်ကျွေးပြုခဲ့ကြတယ်အရှင်ကိုတင်ညမထေမှုပြုတဲ့နော်ပြင်စဝက်ပြီး၅ပါးကိုတရားကိုဟောတဲ့အခါမှာအဲ့ဒီတရားဥကိုလည်းဓမ္မစကြာတရားတော်ဒီလိုမြင်ရတာမဟုတ်လားအဲ့ဒီဓမ္မစကြာတရားတော်မှာမြတ်စွာဘုရားရှင်ကနော်သစ္စာ၄ပါးကိုဟောကြားတဲ့အခါမှာစာတိပိဒုက္ခဆိုတာလည်းပြောတယ်အဲ့တော့ဒုက္ခဆိုတာမြန်မာလိုကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းလို့အဓိပ္ပာယ်ဖွင့်တယ်မဟုတ်လားတို့တရားဓမ္မတွေအခု IMC သင်းသူသင်းသားတွေရောနောက်ဒီဘက်ထိုင်းနိုင်ငံတောင်ပိုင်းကိုရောက်နေကြတဲ့ဒီနေ့နော်တီလာယူတရားနာလာကြတဲ့တရားဓမ္မတွေအားလုံးရှားဖွေးနေကြတာဒုက္ခအတွက်ရှားနေကြတာမဟုတ်လားဒုက္ခအတွက်ရှားနေရင်းနဲ့နေ့စဉ်နဲ့မြစိတ်ရောကိုယ်ရောစိတ်ဆင်းရဲကိုယ်ဆင်းရဲတွေကြုံကြရဘူးလားဟာသူများနိုင်ငံမှာသူများအလုပ်ရှင်ကျင့်တတ်အောင်ပေးဆက်နေကြတာကိုပေးဆက်ထားတဲ့အတွက်ကိုယ့်ရဲ့ဒုက္ခလာစာအခကြီးကိုလေးရဖို့ပဲတိမခံကြရဘူးလားတိခံကြရတာပေါ့တကယ်တော့ဘယ်တိခံကြမလဲနော်တိမခံကြဘူးလေအဲ့ဒါတွေအားလုံးဟာဒုက္ခတွေပဲဒုက္ခတွေငွေကြေးချမ်းသာဖို့အတွက်စိတ်ချမ်းသာဖို့အတွက်လုပ်နေကြရပြီမြဲတကယ်တော့ရုပ်ခန္ဓာကြီးကပေးဆက်ရာသီဥတုကလည်းပူပြင်းနေနေရထိုင်ရတဲ့ပတ်ဝန်းကျင်ကလည်းနော်ဘလောက်ပဲကိုယ်အိမ်ကိုယ်ရာကိုယ်နိုင်ငံဒေသကဟိုးစိတ်မဖြစ်ခင်ကာလကလိုမျိုးတော့မနေရဘူးလေဟုတ်တယ်မလားသူတို့ပေးတဲ့တိုင်ခန်းလေးတွေမှာသူတို့ပေးတဲ့နေရာလေးတွေမှာနေရတဲ့အခါမှာကိုယ်စိတ်နှစ်ပါးချမ်းချမ်းမြင့်မြင့်နဲ့နေရတာမျိုးမရှိဘူးဒါပေမဲ့အဲ့ဒုက္ခတွေကိုတရားဓမ္မတို့ကသိခံပြီးတော့မှကြော်လွှားကြတာဘာကြောင့်ကြော်လွှားကြတာစာဝတ်နေစင်ကြေကိုမိသားစုထောက်ပံ့နိုင်လို့ဟုတ်တယ်လားနောက်ပြီးတော့ကိုယ့်ဘဝရှင်သန်နိုင်လို့မကြမ်းပါရင်စေဝါကုသနိုင်လို့ဒါကြောင့်မလို့နော်အဲ့လိုတည်သွားတဲ့အတွက်အဲ့ဒီဟာကိုဆင်ញံတုံတရားလို့ခေါ်တာပေါ့ဘာလို့ခေါ်လဲအဲ့ဒီကိုကအလုပ်ရှင်မှာပင်ပန်းလို့နွားနယ်လို့ပဲဖြစ်ဖြစ်သူ့ကိုမချေမငါပြန်ပြောလိုက်မယ်ဆိုရင်ဘာဖြစ်သွားနိုင်လဲအလုပ်ပြုတ်သွားနိုင်တယ်အလုပ်ပြုတ်သွားရင်ဝင်ငွေမရတော့ဝင်ငွေမရရင်ဥပမာကိုကဒီနိုင်ငံမှာ MOU တွေနဲ့လာထားတာဆိုရင်တော့ပြဿနာမရှိဘူးတော့တောင်မှနော် MOU ထိုးပြီးတော့မှလာတဲ့ဟာမျိုးမဖြစ်ရင်ပြဿနာတွေပိုပြီးတက်နိုင်တယ်နော်ဒါကြောင့်မို့တို့ရဲ့ဗုဒ္ဓကဘဝရဲ့ပြဿနာတွေမြောက်များစွာကိုသူကဒုက္ခသစ္စာလို့ခေါ်တာဘာလို့ခေါ်လဲအဲ့ဒီဒုက္ခသစ္စာတွေလို့ခေါ်တဲ့နေရာမှာဒုက္ခတိုင်းဒုက္ခတိုင်းကိုဒုက္ခလို့သိမြင်သွားရင်သိမြင်လာရင်အဲ့ဒုက္ခကနေကြော်လွှားတဲ့လမ်းစဉ်ရှိတယ်နော်အဲ့လမ်းစဉ်ကိုတော့ဘုရားကမေဃသစ္စာလို့ပြောတယ်မေဃဆိုတာလမ်းသစ္စာဆိုတာအမှန်တရားလမ်းပြပေးတာပေါ့နော်ဒုက္ခတွေလူငြိမ်းမှုရာအတွက်လမ်းပြပေးတဲ့နေရာမှာဘုရားရှင်ကနော်ဒီသစ္စာ၄ပါးနဲ့မေဃ၈ပါးတရားတော်တွေကိုဟောကြားခဲ့တယ်ဟောကြားခဲ့တဲ့အတွက်အဲ့ဒါတွေကိုလိုက်နာကျင့်သုံးတဲ့လူတွေကဒုက္ခကနေလွတ်တယ်ဒါဘုရားရဲ့ဓမ္မစကားလေးပုံပုံရှင်းဥစွာပြောတာနော်အဲ့တော့ဟုတ်ပြီဘုရားရဲ့စကားတွေဘုရားရဲ့တရားတော်တွေမြတ်စွာဘုရားရှင်ကဒီလိုပလင်ကြီးနဲ့မှရွယ်တရားဟောတာမဟုတ်ဘူးနော်လမ်းလျှောက်ရင်းနဲ့လည်းတရားဟောတယ်မတ်တရရင်းနဲ့လည်းဟောတယ်လဲလျောင်းနေရင်းနဲ့လည်းဟောတယ်နော်တယောက်တည်းလည်းဟောတယ်တယောက်တည်းလည်းဟောတယ်နော်လာဘသက်္ကာရတွေဓမ္မပူဇာတွေရမှာဘုရားကတရားဟောတာမဟုတ်ဘူးနော်မြတ်စွာဘုရားရှင်ကလူနာပြမတတ္တဝါတို့ရဲ့အကျိုးစီးပွားအလုံးမှာနော်ဘဟုဇနဟိတာယဘဟုဇနဒုက္ခယလောကနုကံပါယအထာယဟိတာယဒေဝမနုဿနံတဲ့လူနာပြမတတ္တဝါတွေရဲ့အကျိုးစီးပွားအလုံးမှာကိုယ်စိတ်တစ်ပါးဆင်းရဲတာတွေကနေလွတ်မြောက်ဖို့ရာအတွက်ဓမ္မတွေကိုဟောကြားပေးတာနော်ဒါကြောင့်မြတ်စွာဘုရားရှင်ရဲ့ပိဋကသုံးပုံနိကေ900နော်ဓမ္မခန္ဓာပေါင်း8400တောင်ထဲမှာပါတဲ့စာတွေပါဠိတော်တွေစကားလုံးတွေအဲ့ဓာတွေကတရားဓမ္မတို့ဘုံဘုံတို့တွေလိုက်နာကျင့်သုံးရင်အရန်တန်ဖိုးကြီးတယ်အဲ့ဒါကိုဓမ္မလို့ခေါ်နော်
ဒါကြောင့်မလို့မျက်မှောက်ခေတ်မှာကြုံတွေ့နေကြရတဲ့လောကရဲ့ဒုက္ခလူကြောင့်တရားတွေကိုဘယ်လောက်ပဲရှာဒုက္ခထဲမှာဝဲလည်ခတ်နေကြရတယ်။ဘာကြောင့်ခတ်ရတာလဲဆိုတဲ့ခါကျတော့နီးမှန်လမ်းမှန်မကျင့်သုံးနိုင်လို့အဲ့ဒီနီးမှန်လမ်းမှန်ကိုပဲဘုရားကဓမ္မလို့ပြောတာ။ဘာလို့ပြောလဲ။ဒါကြောင့်လူသားတွေမှာစဉ္ဉ္တုံတရားရှိဖို့လိုတယ်နော်။စဉ္ဉ္တုံတရားမရှိတဲ့အခါမှာဓမ္မလို့မမြင်ဘူးအတ္တမလို့မြင်တတ်တယ်။အတ္တမကိုလည်းဓမ္မလို့မြင်တတ်တယ်နော်။တို့တရားဓမ္မတွေအားလုံးဘုံဥပမာလေးပြောမယ်ခုတရဏဂုံယူကြတယ်မလားတရဏဂုံယူရဲဆိုတဲ့ဓမ္မဗုဒ္ဓတရဏဂိစ္ဆာမိဓမ္မတရဏဂိစ္ဆာမိတန်ခါတရဏဂိစ္ဆာမိတရားတန်ခါယရဏသုံးပါးကိုကိုယ်ွယ်စိကပ္ပဤအဲ့ဒီမှာနော်ပါဠိတော်မှာလာတဲ့တရဏကမနဆိုတဲ့ပါဠိကိုတကယ်လိုက်နာကျင့်သုံးရင်ဓမ္မကိုကျင့်သုံးတာပေါ့တရဏကမနဆိုတာဘာလဲဆိုတော့ဘုရားတရားကိုမှကိုယ်ွယ်စိကတာမဟုတ်ဘူးတဲ့နော်တရဏကမနဆိုတာဘာကိုအတိတ်တွေဖွင့်ဆိုတယ်ဆိုတော့ဘုရားရဲ့ဓမ္မကဓမ္မကြီးတွေတက္ကကြီးတွေအမိတဟဲပြုတာဗါတယ်လေအခုကျတို့ဒီနေ့နဲ့ခင်းဓမ္မသဘင်စင်ကျင်းပါလေကြည်စမ်းခုတက်ပင်လေးအောင်ပါခောက်လာတော့တုံညာကာရကတော့ပါလေသိစိတ်ကြီးဒုက္ခမူလတက်ပင်ရင်အောင်ပါလေဖြစ်တယ်ပြီးတော့လေလေးရတဖြူဖြူလေးနဲ့တိုက်ဆက်ခဏတည်းပူတော်လာရတော့အေးမြတ်မကောင်းလားဒီတက်ပင်ကကျတို့တွေအမိတဟဲဖြစ်ဒါကြောင့်မလို့ဒီတက်ပင်တွေရဲ့အရေးနေပြီးရင်ဒီအခက်တွေကိုစနစ်တကျချိုးလို့တော့ရတယ်ဘလို့အပ်တဲ့အကိုင်းအခက်ကိုတော့စနစ်တကျချိုးလို့ရတယ်ကျေးဇူးမဲ့ဒီတက်ပင်တွေကိုမပြုတ်ရဘူးနော်အဲ့တော့ဘုရားရဲ့ဓမ္မဆိုတာဓမ္မနှလုံးသားလေးနဲ့နေပါလို့ဘုန်းဘုန်းကခဏနေရနော်ဘယ်နေရာကိုသွားဓမ္မနှလုံးသားလေးယူသွားပါဆိုတဲ့ခဏနေရဓမ္မကောင်းစဉ်တွေပြောထားတာအဲ့တော့တို့ဗုဒ္ဓဘာသာတော်ဝင်နေပိဋကသုံးပုံကြီးပဲရနော်အာဂုံဆောင်ဓမ္မတွေကိုစာရီရဘလောက်ပဲကြက်ထားတဲ့အတွက်ဒီမြောက်ကိုပြန်ပြောပြနိုင်တယ်ဒါပေမဲ့လိုက်နာကျင့်သုံးခြင်းဆိုတဲ့စရဏအားလိုအပ်တယ်စရဏဆိုတာကျင့်တာလိုက်နာကျင့်သုံးတာမှန်တယ်များစရဏပဲအခုတရားဓမ္မတို့တွေအခုနော်IEC လူမှုကူညီရေးအသင်းသူအသင်းသားတွေရောဟာအိမ်မှာရှိကြတဲ့တရားဓမ္မတွေအခုတရားပွဲမှာလာကြတဲ့တရားဓမ္မတွေကိုယ်အချင်းချင်းအမိတဲ့ဟဲပြုတ်ကြရဲ့လားပြုတ်ကြတယ်နော်ဒါဆိုရင်မတန်မှတာရုခေါ်စရာကောင်းတာပဲအဲ့ဒါဆိုရင်တရဏဂုံကိုကောင်းကောင်းနားလည်သွားတဲ့အတွက်ဓမ္မနှလုံးသားရှိတယ်ဒီလိုပြောတာနော်နားလည်လားတရဏဂုံတွေဘယ်လောက်ယူ၅ပါးသီလတွေဘယ်လောက်ပါဇက်ကထိန်လိုက်နာကျင့်သုံးတဲ့စရဏမပါဘူးဆိုရင်အဲ့ဒီသူ့ရဲ့တန်ဖိုးဟာ0ပါပဲနော်တုံညပါပဲဒါကြောင့်မလို့ဘုရားရှင်ကိုရောမြတ်ကြီးကနော်ဒီဗုဒ္ဓတရဏဂိစ္ဆာမိဓမ္မတရဏဂိစ္ဆာမိတန်ခါတရဏဂိစ္ဆာမိမှာတရဏကမ္မနဆိုတဲ့ပါဠိလေးကိုသိယုံညံ့နဲ့ကိုယ်အချင်းချင်းအမိတည်းပြုရမယ်နော်လေပင်တွေဘယ်လောက်ကြိုက်တဲ့နော်တစ်ပင်တွေဟာတကိုင်းနဲ့တကိုင်းတပင်နဲ့တပင်ရှက်နေပြီဆိုလို့ရှိရင်အဲ့ဒီတစ်ပင်ဟာပြိုမလဲဘူးတဲ့အဲ့တော့ဥတာနော်အဲ့လိုမဟုတ်ဘဲနဲ့လွင်ဒီကောင်မြေမှာထီးထီးကြီးရှိနေညောင်မင်းကြီးလောက်ပဲကြီးနော်နာဂိမုံတိုင်းတို့လိုပြင်းထန်တဲ့ဇေဝမုံတိုင်းတို့လိုအဲ့လိုမုံတိုင်းကြီးတွေပြင်းထန်လာရင်တပင်ထီးထီးရှိတဲ့အတွက်ပြိုလဲသွားတတ်တယ်အဲ့အောင်လူမှုအတိုင်းဝိုင်းဆိုတာကလည်းမှလို့အဲ့ဒါပြောတာနော်အဲ့လိုတော့ social development လို့ပြောကြတာပေါ့အဲ့တော့လူမှုအတိုင်းဝိုင်းဆိုတာအဲ့လိုရှင်တန်ရတယ်ဒနာဥစ္စာတွေရှိမှာမဟုတ်ဘူးနော်ကြားလားအတိုင်းအဝိုင်းတွေရှိရင်သူများကမစော်ကားရဲဘူးနော်အဲ့တော့ထိုင်းတောင်ဝင်းမှာ IMC လူမှုကူညီရေးအသင်းဆိုပြီးတော့မှနိုင်ကိုင်ဦးချစ်ဦးတို့နော်ဒေါ်ကြီးဒေါ်ချိုးတို့အခုဆို၄နှစ်ကျော်သွားပြီပေါ့လားနော်၄နှစ်ကျော်သွားတဲ့အချိန်မှာအတင်းလူအတင်းသားအဟောင်းတွေအတစ်တွေအတင်းကနေထွက်သွားကြတဲ့တရားဓမ္မတွေလည်းရှိတယ်ဟိုစိတ်ပျော်မှဓမ္မနဲ့ညီပါပဲအတင်းမှာပူပေါင်းပေါဝင်ပါပေါ့ဓမ္မနဲ့မညီဘူးဆိုရင်ကိုစောင့်ခွာခြင်းနဲ့စောင့်ခွာတိုင်းပဲရှိတာဟုတ်တယ်မလားကိုကချွေးနှဲစာနဲ့ရှာဖွေထားတဲ့ငွေကြီးတစ်နှစ်တာလုံးမှာချွေးရီတန်တီတရေရဲနဲ့လုပ်ပြီးတော့မှတစ်နှစ်မှာ300-400လောက်နော်
ထိုင်းဘတ်300-400လောက်300-400လောက်ရတဲ့ငွေကြီးရတယ်အတင်းကြီးရမုံငွေဆိုပြီးတော့မှထက်ဝင်လှူဒန်းကြပြီးတယ်။တာရေးနာရေးတွေအတွက်ပတ်မိုးကူညီပေးကြတယ်။အဲ့လိုပတ်မိုးကူညီပေးကြတဲ့အချိန်မှာကိုကငွေအားရောလို့အားရောလည်းပါကြရတယ်။အသင်းကိုဥဆောင်ကြတဲ့နာယကလူကြီးမင်းများကနော်ဩဂရပဲဖြစ်စေနာယကပဲဖြစ်စေဒီထက်ဝင်ပါဝင်တဲ့အတင်းသူအတင်းသားတွေကိုတာမုံမထားဘူးဆိုရင်ငွေဆုံးတာပဲဖတ်ရှိပါတော့လူပင်မနာပဲဖတ်ရှိပါတော့စိတ်ညစ်ရတာပဲเนาะအဖတ်တင်တာပဲရှိပါတော့ဒါကြောင့်အဲ့လိုလုပ်ငန်းမျိုးကိုမလုပ်သင့်ဘူးလို့ဘုံဘုံကဒီလိုမျိုးเนาะဓမ္မရာရာဆုံးဖြတ်ပေးပါเนาะဒါကြောင့်မလို့ဓမ္မနှလုံးသားရှိတဲ့လူတွေဟာဘာလုပ်ရတယ်လဲဆိုတော့စကားပြောဆိုဆက်ဆံတဲ့အခါမုဒုစနုညံ့ပြောပြောရတယ်တူစုစဖြောက်မှမှန်ကန်ရတယ်တက်ကောစကိုယ်နဲ့ပူပေါင်းဆောင်ရွက်နေကြတဲ့လူတွေရဲ့အရေးအရာတွေဆိုရင်ရှိရနေမမပျော့ပြောင်းညင်တာစွာနဲ့မရက်တည်ပေးရတယ်အဲ့ဒါမှနာယကကိုမြောက်တယ်လို့အဲ့ဒါမှလူကြီးတင်ထိုက်တာကြားလားငါကပရိဒတ်လောက်တာပဲငါမာနလောက်တာပဲဘယ်သူပြုဆက်ရမှာလဲဆိုရင်အဲ့ဒါမုဒုစလက္ခဏာပျောက်သွားပြီနော်အတိမာနလို့ခေါ်တယ်လွယ်မာတဲ့အတိမာနသည်ဓမ္မမဟုတ်အဲ့ဒါအတ္တမကြားလားဒါကြောင့်မို့ပရိဒတ်လောက်တာပဲဖြစ်ဖြစ်ဓမ္မရေးတွေလောက်တာပဲဖြစ်ဖြစ်မိသားစုရေးတွေပဲလောက်တာပဲဖြစ်ဖြစ်တို့တက္ကရာကမတွေဘာပဲလို့ကိုကစိတ်ကကျေနပ်မှနော်ကျေနပ်မှအဲ့ဒီလုပ်ငန်းတစ်ခုကိုလုပ်ရတဲ့ခါကာလမှာပျော်ရွှင်တာနော်ဒါကြောင့်အဘိဓမ္မာမှာတချို့သင်္ကြန်ကိုတင်မှုကြတဲ့တက္ကရာကမတွေရှိကောင်းရှိတယ်သောမနတ္တသဟကတံညာဏတံမြုတ်တံအသင်္ကာရိကဧကံဆိုတဲ့စိတ်တစ်ခုရှိတယ်စိတ်တစ်ခုရုပ်90ဆိုတာကြားဦးတယ်မလားသောမနတ္တသဟကတံနော်အသင်္ကာရိကဧကံနော်အဲ့တော့သောမနတ္တသဟကတံညာဏတံမြုတ်တံညာဏဝိပယုတ်တံအသင်္ကာရိကဧကံသူကအဲ့ဒီမှာ2မျိုးရှိတယ်စိတ်ကသောမနတ္တဆိုတာဝမ်းမြောက်တာတဲ့ဘာလို့ကိုလှုပ်တဲ့လုပ်ငန်းတိုင်းကိုကြည်ကြည်နက်နက်နဲ့လုပ်တာတို့တကားကမားတယ်ကြားလားကြည်ကြည်နက်နက်နဲ့လုပ်တဲ့လုပ်ငန်းဟာဓမ္မပဲနော်ညာဏတံမြုတ်တံနဲ့ဆင်ញင်တုံတရားနဲ့လုပ်တာဗရိဒလုပ်ငန်းပဲဖြစ်စေတာရေးနာရေးပဲဖြစ်စေမိသားစုရေးပဲဖြစ်စေအဖေရခိုင်းလို့ဖြစ်စေအမေရခိုင်းလို့ဖြစ်စေကြည်ကြည်နက်နက်နဲ့လုပ်ပေးနိုင်တဲ့စိတ်နော်အဲ့ဒီစိတ်ရေးကြည့်တယ်အဲ့မှာဒီအဖေမေရပဲခိုင်လူကြီးရပဲခိုင်ညာဏတံမြုတ်စိတ်ဆိုတာဒါကမလုပ်သင့်ဘူးအကုသိုလ်ဖြစ်မဲ့ကိစ္စဒါကတော့ငါမလုပ်နိုင်တဲ့ကိစ္စဒါတော့ငါအတွက်မစီလျော်တဲ့အလုပ်ကိစ္စဆိုရင်ရင်းဆန်ရဲရတယ်အဲ့ဒါဓမ္မပဲနော်လူကြီးကပြောတဲ့အကုန်လုံးအမှန်ကြီးရမဟုတ်ဘူးတဲ့ဒကာကြီးဥတ္တဝီနိုင်ကကြီးဥတ္တဝီကပြောလို့နိုင်ကကြီးဒေါ်ချိုးကပြောလို့အကုန်လုံးအမှန်ကြီးပဲမဟုတ်ပါဘူးအဲ့ဒါကိုပူပေါင်းဆောင်ရွက်တော့မယ်ဆိုရင်နေပူတဲ့လူတွေနေလေးနည်းနည်းရွှေ့သောမနတ္တသဟကတံငါလှုပ်လို့တဲ့ဆန္ဒရှိရဲ့လားဒါကိုရင်ဆုံးစဉ်းစားပါနော်ငါကြင်နက်နဲ့ပူပေါင်းပါဝင်ဖို့ငါပေးမယ်ငါလူမဲ့ပတ်စံတရားဟာဗတ်တရားဟာငါချွေးနေစာနဲ့လူမှာဒီဘုန်းကြီးကိုလူလိုက်လို့ငါစိတ်ကကျေနပ်ရတယ်အကျိုးရှိမယ်လို့ယူဆရလားဒီလိုလဲအရင်ဆုံးစဉ်းစားဖို့လိုပါတယ်နော်အဲ့ဒါဓမ္မပါနော်သောမနတ္တဝမ်းမြောက်တဲ့စိတ် happiness စိတ်ရှိဖို့လိုတယ်ပေးဆက်တော့မယ်အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်အဲ့ဒါကြောင့်မလို့ညာဏတံမြုတ်တံဆိုတာဆင်ញင်တုံတရားရှိရမယ်သူများပြောတိုင်းလက်ခံရတာမျိုးမဟုတ်ဘူးနော်ကြားလားအထက်ကလူကြီးပြောတိုင်းဘုန်းကြီးပြောတိုင်းဆရာသမားပြောတိုင်းအကုန်လုံးမှန်တာမဟုတ်ဘူးတဲ့ကိုယ့်ရဲ့ဆင်ញင်တုံတရားနဲ့ကိုယ့်ရဲ့သိဉာဏ်နဲ့ဒါကငါလုတ်တဲ့သလားလက်ခံတဲ့သလားလက်မခံနိုင်ဘူးလားဆိုတာကိုစဉ်းစားပြီးတော့မှဟုတ်ပြီကောင်းမြတ်တဲ့လုပ်ငန်းတွေဆိုလို့ရှိရင်တော့အဲ့ဒါကိုညာဏတံမြုတ်စိတ်လို့ခေါ်တယ်သိသွားပြီဒါလုတ်တဲ့တယ်အသင်္ကာရိကတိုက်တွန်းနေရမလို့နော်ဒီကနေ့ကတက္ကရာကမတွေဟရိုင်မှာရည်ကြီးတယ်ရည်ကြီးတော့ဘုံအများကြီးမတတ်နိုင်ပါဘူးနော်ဒါပေမဲ့ဗတ်သိန်းကြော်လောက်သသိန်းခွဲပေါင်းနေလောက်ဒီနားမှာပဲကိုအတင်းလူတင်သားတွေဘုံပေးတဲ့
ဝတ္ထုငွေကြေးရဘာမှမပြောပါတော့ပေါ့ဒါပေမဲ့ပါလေဆိုတော့ဝမ်းမြောက်တဲ့စိတ်နဲ့ဒါငါလုပ်ကိုလုပ်ရမယ်လုပ်ငန်းလေးတွေငါတို့အသေးသူတင်သားတကာဓမ္မတွေကငါစောင့်ရှောက်ရမယ်ပိုင်းမယ်ဆိုတဲ့ခါကျတော့ဝမ်းမြောက်တဲ့စိတ်နဲ့လာပြီးတော့ညာမနတမျိုးစိတ်နဲ့သူတို့ငါပေးလိုက်တာကတယောက်1500နဲ့ရရှိတာ2000နဲ့ရရှိတာဒါပေမဲ့ဒီတကာဓမ္မတွေရင်ထဲမှာတို့ဒီအတင်းကိုတီထောင်ပေးတဲ့ဆရာဘုံဘုံကတို့ပေါ်မှာအတိတ်မှပြုတယ်စာနာတယ်ဆိုရင်မေတ္တာနှလုံးသားဓမ္မနှလုံးသားရမသွားလားအဲ့တော့အဲ့ဒါတွေကအတ္တကာရိကစိတ်တိုက်တွန်းကြရမလို့ဝင်နဲ့ဆောင်ရွက်တာနော်ဒါကြောင့်မလို့နော်လူဘဝတွေမှာနေထိုင်ကြတဲ့အခါမှာဘယ်နေရာကိုပဲသွားဘာတွေပဲလုပ်လို့ဓမ္မဆိုတဲ့နှလုံးသားရှိလို့လွန်ခဲ့တဲ့7 နှစ်ကာလလောက်ကမန္တလေးတက္ကသိုလ်မှာဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဟောပြောပွဲသင်တန်းတစ်ခုကိုတဲ့သူကျောင်းသား1500လောက်ဘုံဘုံဟောပြောခဲ့ဘူးလေအဲ့လိုဟောပြောခဲ့တဲ့အခါမှာသူတို့တဲ့သူကျောင်းသားတွေကဘုံဘုံကိုမိကုန်းတစ်ခုမေးတယ်။ဗာမေးလဲဆိုတော့အရှင်မယားတဲ့ပရိဒတ်လုပ်တဲ့နေရာမှာနော်စိတ်ဆင်းရဲစရာတွေလည်းကြုံပါတယ်ဗျာ။အဲ့လိုကြုံတဲ့အခါမှာစိတ်မဆင်းရဲအောင်ဘယ်လိုလုပ်ရမလဲ။အဲ့ဒီမိကုန်းလေးနော်တဲ့သူကျောင်းသားတယောက်ကမေးတယ်။ဘုံဘုံကဖြေဆိုခဲ့ပါလေ။ပေးဆက်လို့တဲ့စိတ်နဲ့လုပ်ပါပေးဆက်လို့တဲ့စိတ်ဆိုတာမှာဒီလုပ်ငန်းတစ်ခုကိုပေးဆက်ရင်စိတ်ညစ်တာလည်းပေးပါမယ်လေခန္ဓာကိုယ်ပင်ပန်းတာလည်းပါမယ်လေစိတ်ညစ်မခံနိုင်ဘူးဆိုမလုပ်နိုင်လေလူပင်ပန်းမခံနိုင်ဘူးဆိုရင်မလုပ်နိုင်လေအဲ့ဒါဓမ္မပါနော်ဒါကြောင့်မို့ပေးဆက်လို့တဲ့စိတ်နဲ့လုပ်တဲ့လူတွေဟာဓမ္မနှလုံးသားပိုင်ရှင်နော်အဲ့တော့ဘုံဘုံခဏတည်းပြောသွားပြီတရဏဂုံကိုယူရင်လည်းတရဏဂုံမှာနော်ဘုရားတရားတန်ခါတယ်မဟုတ်ဘူးဒီလူဖွဲ့စည်းကြီးထဲမှာတယောက်နဲ့တယောက်အမိတဲ့ဟဲ့ဖြစ်အောင်နေခြင်းဟာတရဏကမ္မနာမြည်တဲ့အတွက်ကြောင့်မို့လို့ဘုရားရဲ့ဓမ္မကိုလိုက်နာကျင့်သုံးတယ်ဓမ္မနှလုံးသားရှိတဲ့ပုဂ္ဂိုလ်ပေါ့နော်အတ္တကြီးတဲ့လူတွေကြတော့ဘယ်နာလေးရောက်ရောက်အဆက်ပြေရလားတချို့လူတွေဆိုရင်အရန်ကြိုးကြောင်များတာဘာကြောင့်လဲဆိုတော့အတူတူနေရပြီဆိုရင်ဒီနေ့နော်ဒကမကြီးတော်ချိုတို့နဲ့အတူတူနေတဲ့မျိုးသမီးတယောက်ရှိတယ်ဆိုပါတော့နှစ်ယောက်နေတယ်ဆိုရင်အဲ့နှစ်ယောက်ဟာတယောက်ရဲ့စိတ်ရဲ့သဘောထားကိုတိထားလို့မလိုဘူးလားတယောက်ကကြီးကြောင်ကြတယ်တယောက်ကသဘောထားကောင်းတယ်ဆိုသဘောထားကောင်းတဲ့လူကကြီးကြောင်ကြတတ်တဲ့လူရဲ့ဒလေးစက်ကိုနားလည်ပြီးခွင့်လွှတ်ပေးတယ်နော်အဲ့ဒီကြီးကြောင်ကြတဲ့လူကလည်းဒီခွင့်လွှတ်ပေးတဲ့လူရဲ့စိတ်ကိုလေးစားတန်ဖိုးထားတတ်တယ်ဆိုရင်ဒီလူမျိုးဟာအဆင်ပြေတယ်ဒါကြောင့်အဲ့ဒါကိုဓမ္မနှလုံးသားလို့ဒီလိုဖွင့်ဆိုတာနော်လောကကြီးထဲမှာနေကြတဲ့လူတွေအားလုံးဦးဇင်းတို့တွေမြတ်ဗုဒ္ဓရဲ့ဓမ္မတရားတွေကနှစ်ချုပ်လိုက်ရင်ဝိနည်းဆိုတာကလူပေါင်းဖွဲ့စည်းကြီးတစ်ခုလုံးအတွက်စီမင်းစည်းကမ်းတွေတတ်မှတ်ပေးထားတာနော်စီမင်းစည်းကမ်းတွေတတ်မှတ်ပေးထားတဲ့အခါမှာဝိနည်းတေသနာဆိုတာဥပဒေပဲနော်ယဟန်တော်များအတွက်ဥပဒေရှင်သာမဏေများအတွက်ဥပဒေလူပုဂ္ဂိုလ်များအတွက်ဥပဒေအခုဒကမာကြီးတို့၅ပါးသီလဆိုတာလည်းဒါလူကျင့်ဝတ်အတွက်ဥပဒေတစ်ခုမဟုတ်ဘူးလားနော်ပါဏာတိပါဒအာရိဏဒါနာကာမေတုမိစ္ဆာဥဒ္ဒဝါဒနော်ဒုရာမေရယဒီဟာကလူကျင့်ဝတ်အခြေခံပါဒီအချက်၅ချက်ကိုထိမ့်သိမ့်ထားရင်လူဟာလူသားဆန်တယ်ဓမ္မနှလုံးသားပိုင်ရှင်တွေဖြစ်တယ်လို့ဒီလိုတတ်မှတ်တာအဲ့ဒါကိုစရဏဖြစ်အောင်ခင်ဗျားတို့ပြုလုပ်ရကျင့်သုံးဖို့အတွက်မလိုဘူးလားစကားပဲပြောကြတဲ့အခါမှာတယောက်နဲ့တယောက်နားခံတာအောင်ပြောတဲ့စကားဒီစကားပဲပျော်ပြောင်းညင်သာစွာပြောတာလေဒီစကားပဲနော်ဇတ်တော်တွေထဲမှာရှိတယ်လေညာတိဝိတ္တလာနော်နွားမင်းနွားလာဥဒ္ဒဖာကြည့်လေစကားချွတ်ချွတ်နဲ့ပြောတဲ့အခါမှာဝန်တစ်ထောင်ကိုလက်တစ်ထောင်ရဲ့ဝန်ကိုသူဆောင်းနိုင်တယ်စကားကြမ်းတဲ့အခါမှာနော်ဝန်မဆောင်မင်းနဲ့သူပိတ်ကတ်တယ်အဲ့တော့လောကကြီးထဲမှာအသင်းသူအသင်းသားတွေရောဒကာဒကမတွေရောဓမ္မနှလုံးသားလို့ပြောတဲ့အခါမှာဘုံဘုံပြောတဲ့ဓမ္မနှလုံးသားဒီဘုရားရဲ့စကားတွေကိုဘယ်နေရာလေးပဲကြားဘယ်နေရာလေးပဲတိအဲ့ဒါဒီစရဏလို့ခေါ်ရင်ကျင့်သုံးမှုဘက်ကိုရောက်အောင်တွားရင်တန်ဖိုးကြီးပါနော်နမောဗုဒ္ဓယဗုဒ္ဓဆိုတာဒီယုတ်ပါဆင်းလို့တော်တွေတခုတည်းကိုဟောတာမဟုတ်ဒီယုတ်ပါဆင်းလို့တော်ဒီဗုဒ္ဓရဲ့ကိုယ်စားကိုးကွယ်စရာယုံကြည်စရာဖြစ်နေကျွတ်တို့ကအထိတ်အမှယုတ်တုတစ်ခုနော်တကယ်တော့ဗုဒ္ဓဆိုတာအသိဉာဏ်ကိုဟောတာနော်သိစရာမှန်မြတ်ကိုဆရာမကူဉာဏ်မကူပဲနဲ့ကိုတော်တိုင်သိတော်မူတဲ့မြတ်စွာဘုရား
အဲ့လိုအလွယ်တကူသူ့ဟာသူသိလာတာလည်းမဟုတ်ဘူးအဲ့ဒါတွေကလေးသိချင်းတဲ့ကဘာတသိန်းပါရမီဖြစ်ပြီးတော့မှသိလာကြတာဒါကြောင့်မလို့နော်ဒီနေ့ပုံပုံကဒီနေ့ဓမ္မကထာလေးမျှဝေတဲ့နေရာမှာဘယ်နေရာကိုသွားဓမ္မနှလုံးသားလေးယူသွားပါဆိုတာအဲ့ဒါဓမ္မတွေကိုလိုက်နာကျင့်သုံးတဲ့လူတွေဟာလောကလူသားတွေချင်းချင်းဘယ်နေရာကိုရောက်ရောက်အဆင်ပြေတယ်နော်ဒေါသကြီးတတ်တဲ့လူနဲ့တွေ့ရင်ကိုယ်ကသိခံပြီးတော့နော်ဝန်တိုတတ်တဲ့လူနဲ့တွေ့လို့ချင်းကိုကခွင့်လွှတ်ပေးတယ်။နှမျောတတ်တဲ့လူနဲ့တွေ့ရင်သူ့ကိုကိုကပို့ပြီးစောင့်ရှောက်ပြေးမွေးပေးတာ။အဲ့လိုအလေးကျင့်ကိုများများလုပ်ပြီးရင်တစ်ဖက်သားတွေလည်းပြောင်းလဲသွားတာရှိတယ်နော်။တရားဓမ္မတွေတရားဝဲပေါင်းဖြောင်းများစွာလုပ်ငါကြဘူးတယ်။စာပေတွေလည်းဖတ်ကြဘူးတယ်။အခုခေတ်ဆိုတရားတော်တွေလေ့လာတာအရင်လွယ်ပါလေနော်။အင်တာနက်ပေါ်မှာဗမောက္ခကျုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာပြီးဝန်သားရဲ့တရားတော်ကိုပဲနားမလားဒါမှမဟုတ်တခြားထင်ရှားတဲ့ဓမ္မဂရိကဆရာတော်ရဲ့တရားတွေဝယ်နားမလားဒါမှမဟုတ်သိလို့တဲ့အကြောင်းအရာလေးတွေကိုအင်တာနက်မှာရိုက်ချလိုက်ရင်အကုန်လုံးတွေ့တာဟုတ်တယ်မလားအဲ့တော့ဓမ္မရဲ့ definition ဓမ္မရဲ့အဓိပ္ပာယ်ဒီဆင်ញင်ုံတရားလို့ဒီလိုပြောပါတယ်ပါတယ်လေဆင်ញင်ုံတရားမရှိတဲ့လူတွေကြတော့ယူယူမိုက်မိုက်နေနော်လောကကိုဖြစ်စည်းတတ်တယ်မိသားစုလည်းဖြစ်စည်းတာပဲပတ်ဝန်းကျင်လည်းဖြစ်စည်းတာပဲနော်အတိုင်းဝိုင်းကိုလည်းဖြစ်စည်းတာပဲအဲ့ဒီဆင်ញင်ုံတရားမရှိဘူးဓမ္မအတိမရှိတဲ့လူတယောက်ပါလာပြီဆိုရင်အဲ့ဒီအဖွဲ့အစည်းထဲမှာနော်အားလုံးကဝိုင်းပြင်လို့ရရင်တော့ပြင်ပေးပါပြင်ပေးလို့မရရင်တော့ဘာလို့ရလဲဖယ်ပြစ်ရနော်ဖယ်မပြစ်ဘူးဆိုရင်အဲ့ဒီဆင်ញင်ုံတရားမရှိတဲ့လူတယောက်အကျင့်ပြတ်တဲ့လူတယောက်ကြောင့်မလို့အတင်းအဖွဲ့တွေပဲဖြစ်ဖြစ်မိသားစုမှာပဲဖြစ်ဖြစ်အတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်ပျက်စီးတတ်တယ်နော်အဲသားသမီးဆိုရင်တော့ပဲပြည့်လို့ရမယ်တောင်းဆိုဘလို့ဆုံးတာပြည့်ရိုးထုံးတာရှိတာလေသားဆိုသမီးဆိုပြည့်ရိုးထုံးတာမရှိဘူးကဲတော့စန္ဒာယီနဲ့56နှစ်ရှိသွားပြီအခုဘုံဘုံပြောသွားတယ်နော်ဓမ္မရဲ့ဘယ်နေရာကိုသွားဓမ္မနှလုံးသားလေးယူသွားပါဆိုတဲ့ကောင်းတဲ့အောက်ကနေပြီးတော့မှအခုပြောသွားတဲ့ပုံမှာတက္ကရာကမတွေဓမ္မရာပဲဖြစ်ဖြစ်ဆွေးနွေးရရှိရင်ဆွေးနွေးလို့ရပါတယ်နော်အဲ့တော့လောကကြီးထဲမှာဘုရားကဒုက္ခသစ္စာကိုဟောပြီးတော့မှဒုက္ခကနေကြော်လွန်တဲ့လမ်းစကိုမေဃသစ္စာလို့ခေါ်တယ်။ဒါကြောင့်မလို့နော်လူတွေတော်တော်များများဟာဓမ္မကိုမသိတဲ့လူတွေကပြဿနာကိုဖန်တီးတယ်။ဘာလဲလဲဓမ္မကိုမသိတဲ့လူကပြဿနာဖန်တီးတာ။ဓမ္မကိုသိတဲ့လူတွေကကျတော့ပြဿနာကိုဖြေရှင်းပေးတာ။အဲ့တော့လောကကြီးထဲမှာတရားဓမ္မတို့လူတွေနေ့စဉ်နဲ့မြတ်ကြုံတွေ့ကြရတဲ့လူလောကရောသားတွေသမီးတွေရောဆွေတွေမျိုးတွေရောမိတ်ဆွေပေါင်းသင်းတွေရောပြဿနာဖန်တီးတဲ့လူနဲ့ပြဿနာဖြေရှင်းတဲ့လူရောက်တရားမှာဘယ်နှယောက်တော့တွေ့ဘူးလဲပြဿနာဖန်တီးတဲ့လူအများကြီးပဲတွေ့ကြနော်မိမယောက်ျားကိုပြဿနာရှာတယ်ယောက်ျားမိမကိုပြဿနာရှာတယ်ဘာမှမဟုတ်တဲ့သေးသေးဖွယ်ဖွယ်လေးရတယ်လည်းပြဿနာရှာတယ်အဲ့တော့လောကကြီးထဲမှာပြဿနာရှာတဲ့လူတွေကများတယ်အဲ့လိုပြဿနာရှာတဲ့လူတွေတတ္တဝါတွေများလို့ပဲဖရာဆိုတဲ့ဗုဒ္ဓကအပွင့်ထုံးတော်မူလာရတာနော်မြတ်စွာဘုရားရှင်ပွင့်တော်မူပြီးတဲ့အချိန်မှာမြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုနာကြားပြီးတော့မှကျွတ်တန်းဝင်သွားတဲ့လူနတ်ပြမာတွေဒကမာကြီးတို့ကြီး28တင်ချီရှိတယ်လူတွေကနည်းနည်းလေးပဲနော်အခါကမှမြတ်စွာဘုရားကလူတယောက်တည်းကိုတရားဟောတာမြတ်စွာဘုရားလူတယောက်တည်းကိုတရားဟောပြီးမြဲဘေးနားမှာမြတ်စွာဘုရားတရားဟောတယ်ဆိုတော့နတ်တွေပြမာတွေကနတ်ပြည်ပြမပြည်ကနေဆင်းပြီးတော့မှတရားနာကြတာအဲ့လိုနတ်တွေပြမာတွေကကျွတ်တန်းဝင်သွားတာများတယ်ပေါ့နော်ဒါကြောင့်မလို့ဓမ္မနှလုံးသားယူသွားတဲ့လူကပြဿနာကိုဖြေရှင်းတယ်ဓမ္မနှလုံးသားယူမသွားတဲ့လူတွေကပြဿနာကိုဖန်တီးတယ်နော်အိန္ဒိယမှာပဲဖြစ်ဖြစ်ဒါကြောင့်မို့ဒကာဒကမတွေကဓမ္မနှလုံးသားပိုင်ရှင်ဖြစ်ချင်တယ်ဆိုရင်ကိုကပြဿနာဖန်တီးတဲ့သူမဖြစ်အောင်ရှောင်ကျင်ပါအသင်းဘွဲမှာလည်းဒီတိုင်းပဲပြဿနာကိုဖန်တီးတဲ့လူမဖြစ်အောင်ရှောင်ကျင်ပါအဲ့တော့ပြဿနာကိုဖြေရှင်းမဲ့လူကဒေါသတွေကြီးနေမယ်ငါပရိဒတ်လုပ်တာပဲငါကနာယကကြီးပဲငါဥက္ခရာကြီးပဲအဲ့တော့မင်းတို့မနေချင်းဒီအသင်းဘွဲနေထွက်သွားဆိုဒါမလုပ်ရဘူးမုဒုစလက္ခဏာလည်းမရှိဘူးသူဥစလက္ခဏာလည်းမရှိဘူးဖြောက်မှမှန်ကန်တက်မှရှင်လည်းမရှိဘူးဒေါသကလွန်မိုးထားတဲ့အတွက်ဒေါသဆိုတာပျက်စီးစေတတ်တယ်မေတ္တာတိတာလေးအေးမြတ်ရတယ်ကရုဏာတိတာလေးလောကကြီးအတွက်ချမ်းမြေ့တယ်အဲ့ဒီကနေပုံလုံးကမုရုတိတာဆိုတဲ့စကားလုံးဟာဝမ်းမြောက်စေတာ
ကိုယ်တွေပညာတတ်တယ်ကိုယ်တဲ့ပို့ပြီးတော့ဝင်ငွေကောင်းတယ်ကိုယ်တဲ့ပို့အဆင်ပြေတယ်ဆိုရင်အဲ့ဒီလိုကြည့်ပြီးတော့အော်တော်လိုက်တာဝမ်းမြောက်ပေးတဲ့စိတ်ကျွတ်တို့မြန်မာလူဖွဲ့စည်းမှာအဲ့ဒါအရင်နေပါနော်အရင်နေပြီးတော့မှတနာတယ်ကိုယ်တဲ့နှိမ့်ကြနေရင်တော့တနာတယ်ကိုယ်နဲ့ဓာတ်နှုတ်တွေနည်းနည်းလေးဖြစ်လာပြီဆိုရင်ထိုးချကြတယ်ကိုယ်နဲ့နည်းနည်းမြင့်သွားပြီဆိုရင်အိတ်တပစ္စရိယတွေကလာပြီအဲ့တော့ဘာဖြစ်လာလဲဆိုပြဿနာစလာမကောင်းတာတွေဝါဒလိုက်ဖြတ်ပြီးနော်ဟာအဲ့ဒီကောင်မအဲ့ဒီကောင်ကိုလူဘလို့ပေါ့နော်ဟိုဒေါင်းတို့ဖြူဖြူတို့ဖြစ်တယ်လို့နော်အခုဒေါင်းတို့ဖြူဖြူတို့လည်းအဲ့လိုပဲဒေါင်းနဲ့ဖြူဖြူနဲ့အပြန်ပြန်လာလိုက်ပေါ်မှာပြဿနာတွေဖန်တီးနေကြတယ်အဲ့ဒါတွေဟာသူတော်ကောင်းလက္ခဏာတွေမဟုတ်ဘူးနော်ဒါကြောင့်မလို့ဒကာကြီးတွေဒကာမကြီးတွေပြဿနာဖြေရှင်းတဲ့လူဆိုတာဓမ္မနှလုံးသားပိုင်ရှင်တွေဘယ်နေရာကိုသွားအဲ့ဒီဓမ္မအသိရှိတဲ့လူတွေကပြဿနာဖြေရှင်းသူတွေဖြစ်ပြီးတော့မှဓမ္မနှလုံးသားအသိဉာဏ်မရှိတဲ့လူတွေကပြဿနာကိုဖန်တီးသူ17နာရီထိုးပြီဒါကြောင့်မလို့ဒကာကြီးနော်ဥဒ္ဒေဦးကမေကြားထားတယ်လို့အခုဘုံဘုံပြောခဲ့တဲ့ခေါ်ခဲ့တဲ့တရားဓမ္မနဲ့ပတ်သက်လို့ဖြစ်စေအတင်းဖွဲ့နဲ့ဖြစ်စေမိမိတို့မှာကြုံတွေ့နေတဲ့ပြဿနာတွေရှိရင်ဘယ်လိုလေးများဖြေရှင်းရမလဲဗျာလို့ကိုများမရှင်းတတ်ခဲ့ရင်ဘုံဘုံကိုမေးခွန်းလေးတွေမေးပါလားဘုံဘုံလူတူရှင်းလေးဖြစ်ပြီအားလုံးပဲနော်ဆရာတော်ဘုရားမိတ်ကြပါတဲ့အတိုင်းမိမိတို့သိကြတွေကမေဘုံများကိုမေးလျှောက်ပြရတယ်နော်အားလုံးမေးမယ်ဆိုရင်ကျွန်တော်မိုက်ယူပေးမယ်နော်မိမိတို့သိတွေကဓမ္မနဲ့တော့၎င်းကျွန်တော်တို့ပြန်ရင်းနဲ့ပတ်သက်တော့၎င်းပေါ့နော်ရှိဝါရေးလူမှုရေးကိုယ့်ဘဝမှာကြုံတွေ့နေတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကဘယ်လိုပုံစံမျိုးဖြေရှင်းရမလဲဆိုရင်သိလို့ပဲဆရာတော်ဘုရားကိုတရားလျှောက်တင်လို့ရပါတယ်နော်မေးမြန်းလို့ရပါတယ်သူနေပူလာလဲပြဿနာပဲလေအဲ့တော့နေပူတဲ့ပြဿနာကြောင့်နေရည်လေးကိုနည်းနည်းရွှေ့ထားတယ်ဒါတော့မှားတယ်အရှိဘက်ကိုတိုးလာပါလားဒီဘက်အရှိဘက်ကိုတိုးလာအချိမှအကြကြေကြီးပဲကြေရတယ်လေဒီလိုပဲဒီဘက်ကိုကတ်လို့ရတယ်ဒီဘက်ကလည်းဒီဘက်ကိုလာလို့ရတယ်နော်ဒီရှစ်လည်းတိုးပါရှစ်တိုးလာအရှိဘက်ကိုတိုးလာရတယ်ဘာမှဖြစ်ဘူးဒါကမိသားစုတရားရှိဘက်တိုးလာတရားပွဲပဲနော်